အားလုံးပဲမင်္ဂလာပါဂျာမနီနိုင်ငံမှာအရန်နာမည်ကြီးတဲ့တဒနာပညာရှင်ရှိပါတယ်သူ့နာမည်ကတော့အာရတူရှောပင်ဟောဝါလို့ခေါ်ပါတယ်သူ့ရဲ့စာအုပ်ထဲကကျွန်မနည်းနည်းလဲလာခဲ့တဲ့ဥစ္စာကိုပြောပြချင်ပါတယ်လူဆိုတာတက်တက်ရရကြိုက်တယ်နော်ကျွန်မလည်းအခုဒီလိုမျိုးရိုက်ဖို့ရန်ခေါင်းလည်းမလျှော်ဘူးမျက်နှာလည်းမတိဘူးအလားလည်းမပင်ဘူးပြီးတော့အင်ဂျီလည်းဗာလဲစပါအင်ဂျီမြန်မာလူတွေဆိုတာစပါအင်ဂျီအများကြီးပေါ့တယ်နော်တကယ်လို့တခါတလေလန့်သွားတဲ့အချိန်တွေရှိပါတယ်ဘာဖြစ်လို့ဆိုရင်ကျမကကြည့်ရင်တကယ်ညဝတ်စွန်လိုပဲခံစားရဟာရှိတယ်တကယ်လို့ကိုရီးယားမှာဆိုရင်ညဝတ်စွန်ဖြစ်တယ်ဒါပေမဲ့သူတို့ကအဲ့ဒီဝတ်စွန်နဲ့ရှောက်သွားတယ်အပင်သွားတယ် shopping mall သွားတယ်အဲ့လိုမျိုးတွေ့တဲ့အခါကျတော့ဆဆချင်းဆိုတာအရန်လန့်သွားခဲ့ပါတယ်ဒါပေမဲ့ဒီနိုင်ငံမှာဆိုတာအရန်ပူတဲ့အတွေ့အကြုံအဲ့ဒီအတကလူတွေကိုညအင်ဂျီမဟုတ်ပဲပုံမှန်အင်ဂျီဖြစ်တာကိုအခုဆိုရင်ကျမကဒီတိုင်းကြိုတော့လို့ရတာပေါ့နော်ဘာဖြစ်ဖြစ်တက်ရရကိုလူတွေကကြိုက်ကြပါတယ်ပြီးတော့ကျမလည်းတခါတလေအဝတ်ပြီးတော့ဖွင့်ကြည့်ရင်ဒီအခောက်လည်းကျမကမြန်မာဝတ်စွန်လည်းကျမရှိပါတယ်ကြိုက်ပါတယ်ဒါပေမဲ့ပူရင်မဝတ်ချင်ဘူးပွဲရှိရင်လည်းကျမကခဏဝတ်တယ်ဒါပေမဲ့အဲ့ဒီတခန်းကအရန်များလို့အင်ဂျီကများလို့လေပြီးကြနေတာဒါကြောင့်ကျမကအတိတ်ရှုလို့မရတယ်လို့ပဲခံစားပြီးမှအရန်ကြာတဲ့ဟာအများကြီးဝတ်ခဲ့တဲ့ဟာကျမတိတ်မဝတ်ချင်တဲ့ပုံစံအဲ့လိုမျိုးဆိုတာကျမကထုတ်လိုက်9ထဲလောက်ကျမထုတ်ပြီးမှဒီလိုတဲ့သူကိုပေးတာပေါ့အဲ့ဒီအခါကျတော့အဲ့ဒီပြီးတော့ဖွင့်တဲ့အချိန်တိုင်းကျမစိတ်ကချမ်းသာတယ်ပြီးတော့ကျမကအင်ဂျီအတစ်တစ်ထဲရတယ်ဆိုရင်ကျမဗီဒီယိုထဲကအဟောင်းထဲကတစ်ထဲမဟုတ်နေထဲကိုထုတ်တဲ့အကျင့်ရှိပါတယ်ဒါကြောင့်အင်ဂျီထဲတဲ့ဒီအဝတ်ဗီဒီယိုဆိုတာအမြဲတမ်းပြီးကြတာမဟုတ်ပဲချောင်းလေးနဲ့တကယ်လို့ဆိုရင်အင်ဂျီကိုတခါတဲ့3ထဲ4ထဲလို့ဝတ်တာမဟုတ်ဘူးလေတစ်ထဲပဲဝတ်တာကြီးကိုအများကြီးတဲ့တကယ်လို့ဆိုရင်မလိုပါဘူးဒါကြောင့်အဲ့လိုတန်ရှင်းလုပ်တာကိုတောက်လျှောက်လုပ်ခဲ့ပါတယ်ပြီးတော့စကြီးစပွဲအပေါ်မှာလည်းကျွန်မရှုပ်ပွားတဲ့အချိန်ရှိတယ်တကယ်လက်ရှိရဲတာနဲ့လဲလာတာနဲ့အဲ့လိုမျိုးဆိုရင်ရှုပ်ပွားပဲမလဲပြီးတာနဲ့ဒါအားလုံးရှင်းလိုက်မယ်ဆိုရင်ပြန်တခုလုပ်ချင်တဲ့စိတ်အဲ့လိုမျိုးဖြစ်လာတာပေါ့အဲ့ဒီ shopping ဟောကဘာပြောလဲဆိုတော့အိမ်တန်းရှင်းရဲကဘဝကိုပြောင်းလဲပေးနိုင်တယ်လို့အဲ့လိုပြောတယ်တကယ်ဟုတ်တယ်အိမ်တန်းရှင်းရဲဒါဆိုရင်အခုမိတ်ဆွေရဲ့အိမ်အဝတ်ပြီးတော့ဘယ်လိုလဲတန်းရှင်းရဲလားကတင်ကြမ်းခင်ဘယ်လိုလဲတန်းရှင်းရဲလားကျမလည်းမိဖို့ကြောင့်ရောကျမပစ္စည်းအရမ်းများပါတယ်တနေ့တစ်ခါအဲ့တဲ့အများကြီးလာတဲ့အချင်းဆယ်နီကြောဆယ်တိုက်ရှိတာတဲ့ကြောင့်ကျမကမတိတတိဝေထားတဲ့စုထားတဲ့ပစ္စည်းတွေအများကြီးရှိခဲ့ပါတယ်ဒါပေမဲ့အဲ့ဒါလည်းကျမကကြည့်မှဆိုရင်တကားမလိုအပ်တဲ့တနေ့မှလည်းတစ်ခါလောက်လည်းမတုံးတဲ့ပစ္စည်းတွေရှိတယ်အဲ့ဒါလည်းတခါတလေအားလုံးရှင်းထုတ်ပြီးမှလိုအပ်တဲ့လူကိုပေးခဲ့တာပေါ့ဒီလိုတန်ရှင်းလုပ်တဲ့အချိန်မှာစိတ်လည်းရှင်းသွားတယ်ပြီးတော့တခြားနေရာကိုဆက်စဉ်းစားလို့ရတာပေါ့လဲလာလို့လည်းလွယ်ပါတယ်ဒါကြောင့်မျက်စိရှိမှကိုမျက်စိရှိမှအရာရှုပ်ထွေးတဲ့အရာရှိတယ်ဆိုရင်ခေါင်းထဲမှာလည်းရှုပ်ထွေးတာကများပါတယ်အားလုံးတရားရကတော့မဟုတ်ပေမဲ့လည်းကိုစပွဲမှာရှုပ်ရှက်ခမယ်ဆိုရင်စဉ်းစားတဲ့အရာလည်းရှုပ်ရှက်ခတယ်တကယ်ဒီတန်းရှင်းဆိုအရေးကြီးပါတယ်ကျမတို့က cleaning campaign လုပ်ခဲ့ပါတယ်မိုးပြီး
ပြီးတော့ဒီအင်းစင်လည်းလုပ်ခဲ့တယ်မီချီနာတောင်ပသိန်းအများကြီးလုပ်ဖူးတယ်လုပ်တဲ့အခါအဲ့ဒီပတ်ဝန်းကျင်မှာရှိတဲ့လူတွေကအရာအိုးပြီးမှတခါမှဒီလိုရှင်းရှင်းလင်းလင်းတန်းရှင်းမရှိခဲ့ဘူးသူတို့ကအရာဝန်တာပြီးမှအခုတန်းရှင်းလုပ်တဲ့လူတွေကိုဖြိုရည်လဲတိုက်တယ်ဖျက်တည်တဲ့ယူလာတယ်သူတို့ကနဲ့လက်စားဆိုတာကျမဆိုင်ကနေလုတ်ပေးမယ်အဲ့လိုမျိုးနဲ့အများကြီးပါဝင်ပြီးမှအရာဝန်တာတယ်အဲ့ဒီစီပင်ယွန်လူတွေနဲ့အတူတူလုတ်တဲ့အခါသူတို့ကပြောတဲ့စကားလေးရှိတယ်ငါတို့တန်းရှင်းလုတ်တော့လုတ်ပေးမယ်တခါမှပျော်ရှင်ခြင်းမရှိခဲ့ဘူးတဲ့မင်းတို့နဲ့အတူတူလုတ်တဲ့အခါကျတော့အရာပျော်ရှင်တယ်တဲ့အဲ့ဒါနဲ့အခုကျမတို့ကဆက်လက်ပြီးclean campaign လုပ်ဖို့အရှာရှင်ရှိပါတယ်ဒီလိုမျိုးအရာနိပတ်တဲ့နေရာမှာအားလုံးရှင်းထုတ်တဲ့အချိန်မှာလက္ခဏာကဘာလဲဆိုတာဒီအရာကိုထိမ့်သိမ့်ဖို့သူတို့ကစိတ်ပါတယ်နောက်တစ်ခါနိပတ်တဲ့အမိုက်မပွန်းအောင်သူတို့လည်းအမျိုးမျိုးလုပ်တဲ့အရာကိုမြင်တွေ့တာပေါ့တဖြည်းဖြည်းနဲ့တန်းရှင်းသွားမှာဖြစ်တယ်ကျမတို့လည်းတန်းရှင်းရေးပဲလုပ်တာမဟုတ်ဘူးလူတွေစိတ်ကိုပျော်ရွှင်အောင်အဲ့ဒီရွေးချက်လည်းရှိပါတယ်ဒါကြောင့်အဲ့ဒီပတ်ဝန်းကျင်လူတွေကလာပြီးမှဝန်တာပြီးတော့ပျော်ရွှင်တဲ့အရာပြီးတော့ကျန်းကြီးရောင်းတဲ့ဦးလက်တဲ့ကလည်းသူ့ရဲ့ရောင်းရမယ့်ကျန်းကြီးကိုအဲ့တန်းရှင်းလုပ်တဲ့လူတွေကအကောလုံးသူတိုက်တဲ့ဥစ္စာလည်းရှိခဲ့ပါတယ်ဘာဖြစ်လို့လဲသူကပိုက်ဆံရှာရမှာပေါ့ဒါပေမဲ့သူကအရာဝန်တာလို့အရန်ချေကျွတင်လို့အရန်ပျော်ရှင်လို့ဒီလိုသူလည်းစေတနာအပြင်တိုက်ခဲ့ပါတယ်ကျမတို့ရဲ့စိတ်ကဟုတ်တယ်စိတ်တော့အရေးကြီးတယ်ဒါပေမဲ့ကျမရဲ့ပတ်ဝန်းကျင်ကျမမျက်ရှိမှာဘယ်လိုပုံစံနဲ့နေတယ်လဲတကယ်တန်းရှင်းရဲ့လားတန်းရှင်းလုံးနေသလားအဲ့ဒါလည်းအရေးကြီးပါတယ်အခန်းကရှော့ပွားမဆိုရင်ဘာမှရှင်းစားလို့မရတဲ့အချိန်ခံစားဖူးလားကျမလည်းတခါတလေလို့တော့လို့ရမယ်ဥစားလည်းများပဲမယ်စဉ်းစားမယ်ဥစားလည်းများပဲမဲ့လေရှော့ပွားတဲ့ဒီအရာကိုကြည့်ပြီးမှစဉ်းစားလို့မရတဲ့အချိန်ရှိတယ်ဒါဆိုရင်ကျမကအရင်ဆုံးလုပ်တဲ့အရာကတန်းရှင်းရဲ့လုပ်ပါတယ်မလိုအပ်တဲ့ပစ္စည်းတွေကိုရှင်းထုတ်လိုက်မယ်ဆိုရင်အဲ့ဒါချင်းမတကယ်လိုအပ်တဲ့အရာတွေကပေါ်လာမှာဖြစ်တယ်ဒါကြောင့်ဒီနေ့အများကြီးမဟုတ်ပေမဲ့လေကိုယ့်ရဲ့အိတ်အမြဲတမ်းတဲသွားတယ်မှားသွားတယ်အိတ်ရှိတယ်နော်အိတ်ကနေစပြီးမှတခါတန်းရှင်းရလို့ပါတကယ်မလိုအပ်တဲ့ဥစ္စာရှင်းထုတ်ပြီးမှတရရနေမယ်ဆိုရင်စိတ်လည်းအဲ့ဒီစိတ်ခံစားပြီးမှကိုယ့်ဘဝအတိတ်တာမှာအကျိုးရှိတဲ့အရာအများကြီးခံစားမှာဖြစ်ပါတယ်